coffee ကကျန်းမာရေးကိုထိခိုက်စေလား coffee ကခန်းစားဖြစ်စေတယ်ဆိုတာဟုတ်လား coffee ကခန္ဓာကိုယ်ပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုရှိလဲကောင်းကျိုးရောရှိနိုင်လားဘေးမဖြစ်အောင်တစ်နေ့ကို coffee ဘယ်နှခွက်တောက်လို့ရလဲစတဲ့မိခွန်းတွေအပြင် coffee နဲ့ပတ်သက်တဲ့အခြားစိတ်ဝင်စားစရာအချက်လက်တွေကိုသိဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြစို့ဗျာ coffee ရဲ့အကျိုးသက်ရောက်မှုတွေအကြောင်းမပြောပြခင်မှာ coffee ကိုအရင်ဆုံးသိဖို့လိုပါတယ် coffee ကို coffee bean လို့ခေါ်တဲ့အဆီတွေကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့ဒီအဆီတွေကိုတော့ coffee bean တွေမှာသီးတဲ့ coffee သီးတွေကနေရပါတယ် coffee သီးတွေကိုအင်္ဂလိပ်လိုတော့ coffee fruit ဒါမှမဟုတ်ရင် coffee cherry ဒါမှမဟုတ် coffee berry လို့ခေါ်ပါတယ်ဟုတ်ပါတယ်သင်နားကြမမှားပါဘူး coffee cherry နဲ့ coffee berry ပါဘာဖြစ်လို့ဒီလိုခေါ်ရတာလဲ coffee လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့မျက်လုံးထဲမှာအညိုရောင်အဆိပ်တွေအမှုန့်တွေကိုမြင်ကြပါတယ်တကယ်တော့ coffee သီးကဒီလိုပုံစံမဟုတ်ပါဘူး coffee သီးကအပင်ပေါ်မှာသီးပြီးတော့အနီရောင်နဲ့ခရမ်းရောင်ရှိတဲ့အသီးတွေဖြစ်ပါတယ် coffee သီးတွေမှဲ့သွားတဲ့အခါမှာအထဲက coffee ဆေးကိုအချောက်ခံခြင်းလှော်ခြင်းနဲ့အခြားအဆင့်တွေကိုဖျက်ပြီးတော့မှကျွန်တော်တို့မြင်နေကြအညိုရောင် coffee ကိုရလာတာဖြစ်ပါတယ် coffee မှာဘာတွေပါဝင်လဲ coffee မှာတော့ caffeine chlorogenic acid လိုမျိုး antioxidant သတ္တိရှိတဲ့ဓာတ်ပေါင်းတွေ vitamin B2 magnesium စတာတွေအဓိကပါဝင်ပါတယ်။အောက်က3ခုကလူကိုအကျိုးပြုတဲ့ vitamin သတ္တုဓာတ်နဲ့ compound တွေဖြစ်ပါတယ်။ဒါပေမဲ့ကိုတောက်မဲ့ coffee ရဲ့ brand ထုတ်လုပ်ပုံ coffee အမျိုးအစားစတာတွေပေါ်မူတည်ပြီးတော့အထဲမှာပါဝင်တဲ့ပစ္စည်းတွေတခြားပမာဏအဆီပမာဏစတာတွေကွဲပြားနိုင်ပါတယ်။ဒါဆို coffee မှာပါဝင်တဲ့အရာတွေထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ caffeine ဆိုတဲ့အရာရောကျန်းမာရေးအတွက်ဘယ်လိုသက်ရောက်မှုရှိမလဲ caffeine ကအတော်လေးကို strong ဖြစ်တဲ့ stimulant တစ်ခုဖြစ်ပါတယ်မြန်မာလိုဘာသာပြန်ရရင်တော့လှုပ်ဆော်စေနိုင်တဲ့အစွမ်းတတ္တိရှိတဲ့အရာလို့ပြောရမယ်ထင်ပါတယ်လက်ဖက်ရည်ထဲမှာလည်း caffeine တက်ပါဝင်ပါတယ်ဒါကြောင့် coffee တို့လက်ဖက်ရည်တို့တောက်လိုက်မယ်ဆိုရင်လန်းဆန်းလာတာတက်ကြွလာတာအိတ်ငိုက်ပြေတာအချို့လူတွေမှာရင်တုန်တာစတာတွေဖြစ်တာဖြစ်ပါတယ်။ caffeine ကလန်းဆန်းတက်ကြွစေတဲ့အစွမ်းတတ္တိရှိတာကြောင့်ကိုလာ၊ပက်ပစီ၊ကျွဲရိုင်းနဲ့အခြားသော energy drink ဝါအားဖြည့်အချိုရည်တွေမှာလည်း caffeine တွေထည့်ထားတာဖြစ်ပါတယ်။ coffee ထဲမှာတော့ caffeine ကသဘာဝအတိုင်းပါဝင်တာဖြစ်ပါတယ်။ဒါဆိုရင် caffeine ကလူနဲ့တဲ့လား။တခွန်းနဲ့ပဲဖြေရရင်တော့တဲ့ပါတယ်။ဒါပေမဲ့ချွင်းချက်နဲ့အကန့်အသတ်တွေတော့ရှိပါတယ်ကျွန်တော်ဆက်ပြောပြပေးပါမယ် caffeine ကအုံနောက်ထဲက adenosine လို့ခေါ်တဲ့အိတ်ချင်စေတဲ့အရာတွေကိုအစွမ်းမပြနိုင်အောင်ဟန်တားပေးပါတယ်ဒါကြောင့် coffee တောက်ပြီးရင်အိမ်မငိုက်လွယ်တော့တာဖြစ်ပါတယ်ဒီအတွက်ညပိုင်းမတောက်မိဖို့တော့လိုအပ်ပါတယ်ဒါနဲ့မကသေးပဲ cerebral atrophy လို့ခေါ်တဲ့ process ကိုနှိုးဆွပေးပြီးတော့ဒါဟာအုံနောက်ထဲကဆက်ဆက်မှုတွေနဲ့အသုံးချနိုင်စွမ်းကိုမြင့်မားစေပါတယ်ဒါကိုတနည်းအားဖြင့်နားလည်လွယ်အောင်ပြောရရင်တော့မှတ်ဉာဏ်အောင်မြင့်တင်ပေးတာဖြစ်ပြီးစဉ်းစားသုံးသပ်နိုင်စွမ်းနဲ့ကြက်မှတ်နိုင်စွမ်းမြင့်မားလာစေတာဖြစ်ပါတယ်။ဒါကြောင့် coffee တောက်ပြီးတော့စာချက်ရင်များများပိုမှတ်မိတာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ caffeine က athletic performance ကိုမြင့်တင်ပေးပါတယ်။ caffeine နဲ့ပါဝင်တဲ့ coffee ဒါမှမဟုတ်အားဖြည့်အချိုရည်တွေကိုတောက်ပြီးလေ့ကျင့်ခန်းလုပ်မယ်ပြေးလွှားမယ်ရေကူးမယ်စတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုပြုလုပ်မယ်ဆိုရင်ပုံမှန်ထက်ပိုပြီးကောင်းအောင်မြန်အောင်ပြုလုပ်နိုင်တယ်လို့ဆေးပညာလေ့လာတွေ့ရှိချက်တွေမှာဖော်ပြထားပါတယ်အချို့သောလေ့လာတွေ့ရှိချက်တွေမှာဆိုရင်စိတ်ကြယောဂဖြစ်နိုင်ခြေကိုနည်းစေတယ်အယ်ဇိုင်းမာယောဂပါကင်ဆန်ယောဂစတာတွေကိုလည်းအထိုက်လျောက်ကာကွယ်နိုင်တယ်လို့ဆိုပါတယ်ဒါဆို coffee ကကောင်းကျိုးတွေကြီးပဲရှိတာလားဒီလိုတော့လည်းမဟုတ်ပါဘူးcoffee ကိုလွန်ကဲစွာတောက်သုံးမိမယ်ဆိုရင် anxiety လို့ခေါ်တဲ့စိတ်မတည်မငြိမ်ဖြစ်ခြင်းညအိပ်မပျော်ခြင်း coffee ဆွဲသွားခြင်းနှလုံးခုန်မြန်ခြင်းရင်တုန်ခြင်းမောပန်းလွယ်ခြင်းစီးခဏခဏသွားခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါတွေတင်မကသေးပဲအချို့လူများမှာဆိုရင်သွေးပေါင်တက်စေနိုင်တယ်ဝမ်းပြက်စေနိုင်တယ်စသည်ဖြင့်လည်းပညာရှင်အချို့ကပြောဆိုကြပါတယ်ဒါကြောင့် coffee တီလည်းပုံမှန်ပဲတောက်ရင်အကျိုးရှိနိုင်ပြီးတော့များသွားရင်တော့ဘေးဖြစ်စေနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်
လောက်ဆိုရင်များတယ်လို့သတ်မှတ်တာလဲတနေ့ကိုကော်ဖီဘလောက်တောက်လို့ရလဲအခုကြည့်နေတဲ့ဗီဒီယိုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ကျမ်းမာရေးဗဟုသုတရေးနဲ့လေ့ကျင့်ခန်းတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ Facebook ပေါ်မှာဆိုရင် Dr. Beast Facebook page ကို like and follow လုပ်ထားပြီး notification လောက် on ပေးထားဖို့နဲ့ YouTube ပေါ်မှာဆိုရင် Dr. Beast မြန်မာ YouTube channel ကို subscribe လုပ်ထားပြီး notification လောက် on ပေးထားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာAmerican အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း US Food and Drug Administration ကသတ်မှတ်ထားတာကတော့ပုံမှန်ကျန်းမာရေးကောင်းမွန်တဲ့လူတစ်ယောက်အတွက်တော့တစ်နေ့ကိုကဖင်း400 mg ဒါမှမဟုတ်400 mg အထိတောက်သုံးပေးလို့ရပါတယ်။ဒါဟာအကြမ်းဖျင်းကော်ဖီ၄ခွက်နဲ့ညီမျှပါတယ်။ဒါပေမဲ့ကော်ဖီအမျိုးအစားတစ်ခုနဲ့တစ်ခုလည်းမတူတာကြောင့်မိမိတောက်မဲ့ကော်ဖီမှာကဖင်းတက်ဘယ်လောက်ပါလဲဆိုတာကိုတော့ပြန်ဖတ်ကြည့်ဖို့လိုပါတယ်။နောက်တစ်ချက်ကတော့တချို့ကော်ဖီတွေကအရသာကောင်းအောင်တကြားများများထည့်ထားတာစားထည့်ထားတာစတာတွေလည်းရှိတတ်ပါတယ်ဒီလိုကော်ဖီတွေဆိုရင်တော့များများတောက်လို့မကောင်းပါဘူး USFDA ကအကြမ်းပြင်းကော်ဖီ၄ခွက်လို့ပြောထားပေမဲ့ဒါဟာပါဝင်တဲ့ကဖင်းပမာဏနဲ့ဆက်တဲ့အရည်အတွက်ကိုပဲရည်ညွှန်းတာဖြစ်တဲ့အတွက်ကျန်တဲ့အချက်တွေကိုတော့မိမိဘာသာချိန်ဆပြီးမှတောက်သုံးရမှာဖြစ်ပါတယ်တတိပြုရမှာကတော့ကိုဝင်ဆောင်မိခင်တွေအတွက်ဆိုရင်ကဖင်း200 mgဒါမှမဟုတ်အကြမ်းပြင်း2ခွက်အထိပဲတောက်တင်တယ်လို့ပြောထားပြီး12နှစ်ကနေ18နှစ်အတွင်းဆိုရင်တော့ကဖင်း100 mg နဲ့12နှစ်အောက်ဆိုရင်တော့ကဖင်းပါဝင်တဲ့အစားအစာဥပမာကော်ဖီကိုလာပက်ဆီစတာတွေဘာမှမတောက်သုံးသင့်ဘူးလို့ American Academy of Pediatrics AAP ကဆိုထားပါတယ်ပုံပွင့်လင်းလင်းပြောရရင်တော့ကျွန်တော်တို့ငယ်စဉ်အသက်12နှစ်အောက်တုန်းကလည်းမသိတဲ့အတွက်ကြောင့်ကိုလာတို့ကော်ဖီတို့တောက်ခဲ့ပါတယ်ဒါပေမဲ့ဩဇာတိတ်ကမှကြီးမားတဲ့ AAP လို့အဖွဲ့အစည်းကထုတ်ပြန်ထားတဲ့အချက်လက်ဖြစ်လို့ကလေးတွေကိုကဖင်းတက်ပါတဲ့အစားအစာတွေမကြွေးတာတော့အကောင်းဆုံးဖြစ်မှာပါမိတ်ဆွေတို့တနေ့ကိုကော်ဖီဘယ်နှခွက်တောက်ဖြစ်လဲဘယ်တစ်စိတ်တွေကိုတောက်ဖြစ်တာများလဲနောက်ပြီးတော့တောက်မဲ့ကော်ဖီထဲမှာတကြားနို့မုံနို့စီကော်ဖီမိတ်စတာတွေထည့်ပြီးတောက်ဖြစ်လားဆိုတာကိုလည်းဒီဗီဒီယိုပြီးရင်အောက်က comment ထဲမှာရေးပေးသွားပါအောင်ခင်ဗျာဒါဆိုကျွန်တော်ဖြေဖို့ကြံတဲ့နောက်ဆုံးမေးခွန်းကတော့ကော်ဖီကကန်ဆာဖြစ်စေသလားဆိုတဲ့မေးခွန်းပါအခုနောက်ဆုံးစမ်းသပ်စစ်ဆေးမှုတွေအရကော်ဖီကကန်ဆာမဖြစ်စေုံသာမကအတိုင်းချင်းနဲ့ပဲတောက်သုံးမယ်ဆိုရင်တချို့သောကန်ဆာအမျိုးအစားတွေဖြစ်နိုင်ခြေကိုတော့လျော့သွားစေတယ်လို့ဆိုပါတယ်ဒါပေမဲ့ကျွန်တော်တောက်လျှောက်ပြောခဲ့သလိုပါပဲကော်ဖီတစ်မျိုးနဲ့တစ်မျိုးလည်းပါဝင်ပစ္စည်းမတူနိုင်သလိုကိုကတကြားတွေနှုတ်မှုန့်တွေအများကြီးထည့်ပြီးဖြောမယ်ဆိုရင်လည်းကျန်းမာရေးနဲ့မညီညွတ်တဲ့ကော်ဖီတစ်ခွက်ဖြစ်သွားနိုင်ပါတယ်ကိုကကော်ဖီကြိုက်တဲ့သူဆိုရင်တော့ပါဝင်ပစ္စည်းကောင်းမွန်တဲ့ကျန်းမာရေးမထိခိုက်စေမဲ့ကော်ဖီ brand တစ်ခုကိုရွေးထားပြီး